လန်တစ်ဖက်သာကွာဝေးတဲ့ PSG နဲ့ Paris FC တို့ထိတိုက်တွေ့ဆုံမှုအားလုံးပဲမင်္ဂလာပါများဦးဆန်းဖူဘော်ရှိုးကနေပြန်လည်ကြိုလိုက်ပါရင်လာမယ့်ဇန်နဝါရီ12ရက်နေ့မှာတော့ပြင်သစ်လီဗလာပွဲစဉ်အပြင်တမျိုးလဲနေတည်တဲတောက်နေကြတဲ့ PSG အသင်းနဲ့ Paris FC အသင်းတို့ဟာ32သင်းအဆင့်မှာဒါဘီပွဲစဉ်အပြင်ရှင်မဲ့ကစားသွားရမှာဖြစ်ပါတယ်ဒီနှစ်သင်းဟာ Paris တမျိုးထဲမှာရှိနေပြီးတော့ဘောလုံးကွင်းတစ်ခုကြားထဲမှာ Roto Commandov Gibo ဆိုတဲ့ကားလမ်းမတစ်ခုသာခြားတာပါအတော်လေးကိုနီးကပ်တဲ့အနေအထားမှာရှိနေပြီးမီတာ200ပေအားဖြင့်150သာကွာဝေးပါတယ်မြင်အောင်ပြောမယ်ဆိုရင် PSG ကွင်းရဲ့ထွက်ပေါက်ကနေ Paris FC ကွင်းရဲ့ဝင်ပေါက်ကိုသွားမယ်ဆိုရင်ခြေလမ်းအနေငယ်ရှောက်နေရောက်သွားမှာပါပိုပြီးထူးခြားတာကတစ်ဖက်ကွင်းထဲကနေဘောလုံးကိုအရှိန်နဲ့ကန်နိုင်တစ်ဖက်ကွင်းထဲကိုကြားရောက်သွားနိုင်တဲ့အနေအထားမှာရှိတဲ့ပုံစံအထိကိုနီးကပ်လွန်နေတာဖြစ်ပါတယ်အသင်းကဘေးချင်းကန့်နီးစပ်လုံးနေပေမဲ့တမိုင်းတစ်လျှောက်တွေးဆုံနေဆိုတာကတော်လေးကိုမှရှားပါပါတယ် Paris FC အသင်းဟာပြင်သစ်လိရဲ့အငယ်တန်းလီ2မှာသာကစားနေရပြီးလီဂူ1ကိုတန်းတက်ဖို့ရုန်းကန်နေရတာဖြစ်ပါတယ်ဒါကြောင့် PSG နဲ့တရားဝင်ပြိုင်ပွဲတွေမှာနောက်ဆုံးတွေးဆုံခဲ့တာက1980 89ခုနှစ်မှာဖြစ်ပြီးအဲ့နောက်ပိုင်းပြန်လည်တွေးဆုံခဲ့ခြင်းမရှိခဲ့တာဟာနှစ်ပေါင်း40ကျော်ကြာနေပြီဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ခါတွေးဆုံမှုကပရိသတ်တွေအတွက်စိတ်လှုပ်ရှားစရာကောင်းနေမှာဖြစ်ပါတယ်PSG အတွက်ကတော့ Paris FC အသင်းကပြိုင်ပွဲကောင်းဟုတ်မနေပါဘူးဒါပေမဲ့ဘေးချင်းကကွင်းကွင်းကြားရှင်မြိုင်မှုက Paris တမျိုးလုံးအော်အတောင်းနေဖြစ်တော့မှာတော့အသေးချာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်